ကျွန်တော်ကအကျိုးမရှိတဲ့အလုပ်တွေကိုလုပ်နေတဲ့ထင်ရင်စိတ်ပြက်စရာတွေကိုပြောနေတဲ့ထင်ရင်ဒီဒေါ်လာရေးမှာကျွန်တော်ကပြည်သူ့အပံ့ပိုးမှုနဲ့ရက်တည်နေတာပြည်သူမပါရင်ဘာမှလုပ်မရဘူးခင်ဗျားတို့ရက်ပြစ်လိုက်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ကိစ္စမရှိဘူးကျွန်တော်လုံနိုင်တဲ့အားနဲ့သေတဲ့အထိတိုက်သွားမယ်ကျွန်တော်အားမရှိရင်ရှိသလောက်နဲ့ပဲတိုက်ပြီးအသေးခံသွားမယ်ကြံလာခင်ဗျားတို့တိုက်နေခင်ဗျားတို့ကန်ခံရဘိုးနဂါသာ NUG လက်ထက်အတာတကြီးအဖမ်းခံခဲ့ရင်ဘိုးနဂါကို NUG ကတတ်လို့မရတယ်လို့တေတံပေးလို့လည်းမရပါဘူးတက်လိုက်ရင်တပ်ပါတီတွေကဝိုင်းလှိုကြတာကြောင့်ဘိုးနဂါကသူရဲကောင်းထစ်သွားပြီး NUG ကမြောင်းထဲရောက်သွားပါမယ်အခြေအနေကိုအတွင်းကြကြမသိတဲ့တော်လန်ပီတူအများပြားလဲ NUG ကိုအမြင့်ဆောင်ပါမယ်ဒါပေမဲ့ဘိုးနဂါကအခုလိုမျိုးစက်ကမလက်အောက်ထဲပြန်ဝင်ပူးပေါင်းသွားတဲ့အခါမှာတော့အနေသားတွေကအကုန်ပြောင်းလဲသွားပါတယ်ဘိုးနဂါအပေါ် NUG ကမူလဆွဲဆိုထားတဲ့အမှုတွေရှိပါတယ်အဲ့ဒါအပြင်အချုပ်ချအာဏာဟာပြည်သူကနေဆင်းသက်ပြီးနိုင်ငံတော်ဟာပြည်သူဖြစ်တယ်ဆိုတာရဲ့ NUG ဟာပြည်သူထောက်ခံမှုနဲ့တင်မြှောက်ထားတဲ့တော်လန်အစိုးရဖြစ်တာရဲ့ကိုပြန်ကြည့်မယ်ဆိုရင်စကားမနဲ့ပူးပေါင်းသွားတဲ့ဘိုးနဂါရဲ့လုပ်ရတာနိုင်ငံတော်တစ္ဆာဖောက်မှုနိုင်ငံတော်ပုံငန်မှုဖြစ်ပြီးတေတံထိုက်ပါတယ်ဒါအပြင်ဘိုးနဂါရဲ့စကားမစီဖွင့်ချမှုကြောင့်ထိခိုက်နစ်နာမဲ့ဘိုးနဂါကိုယုံမိခဲ့ပြီးထောက်ပို့ခဲ့တဲ့တော်လန်ပြည်သူတွေနဲ့ဘိုးနဂါနောက်ကိုလိုက်မိပြီးကြံရစ်ခဲ့တဲ့ DRNA တပ်သားတွေရဲ့နစ်နာမှုတွေကလည်းဖြည့်ဆည်းလို့မရနိုင်တဲ့နစ်နာမှုကိစ္စထက်ပါတယ်အဲ့ဒါကြောင့်ဘိုးနဂါတာ NUG လက်ထဲအတာတကြီးအဖမ်းခံလိုက်ရင်တပ်ပါတီတွေပြောသလိုတေးဖို့မရှိပါဘူးဒါပေမဲ့အခုလိုစကားမနဲ့ပူးပေါင်းသွားတာကြောင့်တေချာပေါက်တေတံထိုက်သွားပြီဖြစ်ပါတယ်ဘိုးနဂါတင်မကပါဘူးဘိုးနဂါနဲ့အတူစကားမနဲ့တွားရောက်ပူးပေါင်းတဲ့ကောင်တွေလည်းတေတံထိုက်ပါတယ်ဘာကြောင့်လဲဆိုတော့တော်လန်ပီတူထောက်ပို့ရဲ့အချက်လက်တွေကသူတို့စီကနေတဆင့်စကားမစီရောက်သွားနိုင်တာမို့ဖြစ်ပါတယ်နောက်တစ်ချက်ကဘိုးနဂါရဲ့လွတ်လက်ကတော်လန်ပီတူတွေကိုထိကိုက်နစ်နာအောင်လှုပ်သွားတဲ့တေတံထိုက်တဲ့ကိစ္စဖြစ်နေပါလေရဲ့နဲ့ဘိုးနဂါအပေါ်အခုထိအဖြစ်မမြင်ဖာသေး NUG ကိုပဲအဖြစ်တည်နေသေးတဲ့သူတွေဟာလေနိုင်ငံတော်ပုံကံမှုကိုအားပေးသူတွေတစ္ဆာဖောက်လောက်ကောင်တွေဖြစ်ပြီးထိကိုက်နစ်နာမဲ့တော်လန်ပီတူတွေရဲ့ပေါ်စေတနာမြတ်တာဂယုဏလုံးဝမရှိတဲ့သူတွေဆိုတာပေါ်လွင်ပါတယ်အရင်ကဘိုနကအလူငွေခံပါခံထိုင်ရောက်မြန်မာတွေကိုဘောလုံးပွဲရံပုံငွေပွဲကံပါညာဟိုဟာဘိုနကအဝေးကနေဗီဒီယိုခေါ်တွေပါတယ်နဲ့ဟိုဟာမိခုံပြောပြတော့အာနာရှင်စနစ်ပြုတ်ကြရဲ့အာနာရှင်တော်လာနာဘာဖြစ်တဲ့ညာဖြစ်တဲ့သူစကားတွေကြည်ပြီးမှငါတို့အလူငွေတွေထက်အားတွေတက်ဘယ်သူကြတော့အခုမအောင်လိုက်စီရောက်သွားပြီလွန်ခဲ့ပြီဆိုပေမဲ့ပြင်ဆင်လို့ရပါသေးတယ်တန်ကောင်နဂါကိုထောက်ပို့မိခဲ့တဲ့သူတွေအတွက်အကြံပြုချက်ပါပထမအဆုံးကတော့အကြံဖတ်စစ်တပ်ရဲ့အန်ဒီရဲ့ရှိနေတာမို့ပြည်တွင်းပြည်ပဘယ်နေရာမှာပဲနေနေမစ်ဆီတို့ရဲ့လုံခြုံရေးကိုဂရုစိုက်ကြပါအရေးကြီးဆုံးအချက်ကဘိုနဂါဖန်တွေအနေနဲ့ဘိုနဂါဟာတော်လန်ရေးအယောင်ပြားလှုပ်ရှားနေစဉ်အတွင်းသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုလက်မခံလို့ထိကိုင်အကြံဖတ်စစ်တပ်ထံမှလက်နက်ချအညံ့ခံသွားတာကိုတော့လက်ခံရပါလိမ့်မယ်ဒါဟာဘလို့မှညင်းပယ်လို့မရပါဘူးနောက်တစ်ခုက9နှစ်တာကာလအတွင်းဘိုးနဂါရုပ်ကန်းခဲ့တဲ့မြန်ပြစ်မှုတွေအတွက်သူ့ကိုထောက်ပို့ခဲ့ကြတဲ့ပြည်သူတွေမှာလည်းတွိုင်ဝိုင်တော်နီးနဲ့အပြစ်ရှိနေတယ်ဆိုတာကိုလက်ခံနိုင်ဖို့လိုပါတယ်မတိလို့မှားခဲ့သည်ဖြစ်စေအဖြစ်ကအဖြစ်ပါလေတရားဥပဒေမှာမတိလို့နားမလည်လို့မှားမိတာပါဆိုပြီးဥပဒေကခွင့်လွှတ်မပေးပါဘူးဥပမာအနေနဲ့ပြောပြတာပါဆိုတော့ဘိုးနဂါဖန်တွေအနေနဲ့ဘာဆက်လုပ်တင်တယ်လဲတော်လှန်ရေးကိုတကယ်အောင်မြင်စေခြင်းတဲ့ဆိုရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုခုကိုဖြစ်ဖြစ် NUG လက်အောက်ခံ PDF တိုက်ညွန့်တပ်ဖွဲ့တစ်ခုခုကိုမိမိယုံကြည်ရာအဖွဲ့တစ်ခုခုကိုရွေးချယ်ပြီးထောက်ပို့ပေးလို့ရပါတယ်။ဒါကမတိလို့ပိုနဂါအတွက်မှားယွင်းထောက်ပို့မိခဲ့တဲ့တော်လန်ပြည်သူစစ်တွေအတွက်အကြံပြုချက်ပါ။အဲ့ဒါလို့ထောက်ပို့ပေးခြင်းအပြင်မိတ်ဆွေတို့ရဲ့မတိအမှားကိုပြန်လည်ပြင်ဆင်ရလဲရောက်ပါတယ်။ NUG စောက်တုံးတွေကတော့ဘာလာရုပ်ကမ်းပေါ်ပဲအမြဲတွေးနေတဲ့ဒေဝဒတ်အုပ်စုတွေမို့လူရတွင်ပြီးပြောပေးစရာအကြောင်းမရှိပါဘူး။နောက်တစ်ချက်ကဘိုနဂါရဲ့လူရက်ကတော်လန်ပီဒူတွေကိုထိခိုက်နစ်နာအောင်လှုသွားတဲ့တေတံထိုက်တဲ့ကိစ္စဖြစ်နေပါလျက်နဲ့ဘိုနဂါအပေါ်အခုထိအပြစ်မမြင်ဖာတီ NUG ကိုပဲအပြစ်တင်နေသေးတဲ့သူတွေဟာလည်းနိုင်ငံတော်ပုံငန်မှုကိုအားပေးသူတွေတစ္ဆာဖောက်လောက်ကောင်တွေဖြစ်ပြီးထိခိုက်နစ်နာမဲ့တော်လန်ပီဒူတွေအပေါ်စေတနာမေတ္တာကရုဏာလုံးဝမရှိတဲ့သူတွေဆိုတာပေါ်လွင်ပါလေ